ဒီလားမသိညီမလေးဟုတ်မှာပဲ ဟာလားရှင်လားမသိဘူးကြီးကြီးအေးငါဘယ်သူခေါင်းနေရတော့ဟာ ဟာကြီးတယ်လားဟာ ခရီးဦးလို့လေပူလိုက်ရကွာဟုတ်တယ်ဗျာရမ်းပူတာ အောင်ရင်တော့ဦးစီကိုဘာကိစ္စနဲ့လာရဲကွာ ဟောဒီလိုပါတကြီးဟွာတကြီးဦးတင်မောင်ဝင်းကိုတိလာမသိဘူးဗျာ ဟုတ်ပြီတည့်ရလေအဲ့ဒါငါနဲ့ငယ်ဘောတငယ်ချင်းတွေလေ ဟာဟွာကျွန်တော်တို့ကဦးတင်မောင်ဝင်းရဲ့တာသမီတွေပါဗျာ ဟုတ်ပြီ အဖေကလေအခုအသေးအတန်ဖြစ်နေလို့ဗျာ ဟဲ့ဘာဖြစ်တာတော့ အဖေကဖင်ကောင်းထဲမှာအကျိတ်ပေါက်နေလို့ ဟမ်တင်မောင်ရဲ့ဖင်ကုန်းထဲမှာကြိတ်ပေါက်နေတာ ဟုတ် တင်မောင်ထဲမှာကြိတ်ပေါက်နေတဲ့ဦးเนี่ยဘာဆိုင်လို့လဲကွာ ဟောဒီလိုပါဦးလေးဟွာအဖေကရန်ကုန်မှာစီးစီယာကြီးတယောက်နဲ့စီးကူနေတယ်ဗျဟာစီးစီယာကြီးကဟွာအဖေရဲ့ယောဂဟွာလက်အောင်ကူရွာကလက်ဥကောင်တောမှာရှိရဲ့လက်ဦးစင်းမြင့်နဲ့ဥလို့ရှိရင်အဖေရဲ့ဖင်ကောင်းထဲမှာပေါက်နေတဲ့အကျိတ်ကတတ်တာရလို့ပြောပါတယ် ဩအဲ့လို ဟုတ်ပါတယ်တကြီးအဲ့အရာအောင်တကြီးရဲ့ဒီလက်အောင်ကူရွာမှာရှိရဲ့လက်ဥကောင်တောကိုလာတာပါ တူဦးကောင်တော့ရမ်းကျက်နေကွာတားရတရိษံအနေနဲ့ရမ်းများသလိုမြင်ရတဲ့ပရလောကတဲ့သစီတွေများတယ်ကွာမင်းတို့မောင်နှမနှစ်ယောက်ချင်းနဲ့အဆင်ပြေပါမလား ရပါတယ်ကျွန်တော်တို့အဆင်ပြေပါတယ်ဟိုဟာအဲ့အကြောင်းလဲကျွန်တော်တကြီးစီကိုလာခဲ့ရတာပါဟိုဟာတကြီးကိုရွာမှာလေအဲ့လိုမျိုးတော်ရန်တိရစ္ဆာန်တွေကိုလည်းအမျိုးကောက်ွယ်နိုင်ပြီးတော့လေတော်လန်ကျွတ်နဲ့မုတ်ဆိုးတယောက်များရှိမလားမသိဘူးအခုပါတကြီးရဲ့နော် ဒါတော့စိတ်ပူပန်နေမောင်ရဲ့ဦးတို့ရွာမှာတော်လန်ကျွဲနဲ့မုံဆိုးလည်းရှိတယ်လို့ပရလောကသားတွေကိုနှိမ့်နှိမ့်နိုင်တဲ့လူတစ်ယောက်လည်းရှိတယ်ကွာ ဟာဝမ်းလိုက်တာတကြီးရာအဲ့ဆိုလို့ရှိရင်ကျုပ်တို့ကိုအဲ့ဒီနေရာကိုဟွာငှားပြပါလားဗျာ အေးရတယ်ငါ့ပြင်မယ်လी ဟွာဒါနဲ့အဲ့ဒီနေရာကဘယ်သူတွေလဲ အဲ့ညကဦးတို့ရွာမှာနည်းနည်းရရတော့မဟုတ်ဘူးကွာမုံဆိုးကြီးဖိုးတင်နဲ့တတေးကွာ ဟမ်မုတ်ဆိုးဖို့တင်နဲ့တတေး မိုးစိုးဖို့တင်မိုးစိုးဖို့တင်ကိုဇာတ်နဲ့ပါရှိတယ်ပဲထင်ခဲ့ရအပြင်မှာမြင်ရမယ်ထင်တာမထင်တာဘူး ဟာကိုကြီးတာတေးကိုလည်းကျွန်တော်ကလေဆလန်နဲ့ပါပဲရှိလို့ထင်ခဲ့တာဟာပြမတွေ့ရလိမ့်မယ်လို့ထင်အောင်ထင်မထားဘူးဝမ်းလိုက်တာဗျာ ကျိုးရေးဆိုရင်ဟိုမှာမောင်တက်တီတောင်လာနေပြီလေ အဲ့ဒါရာတတေးဟုတ်တယ်လी ကြီးကြောက်လာပြီ ဟောရင်မောင်တက်တီခဏထိုင်ဦးလေ တတေးလေရှုံးစရာရင်ချားတယ်ဘာလို့တမြောက်တော့ကိုစားနေရတော့ကွာဟိုင်မမသိဘူး တကြီးဖို့တင်ကိုမလာသေးဘူးလားယင် ဟောပြောဆိုရင်ဟိုမှာမောင်ဖိုးတင်အောင်လာပြီကွယ် မကြည့်ဘုစဖို့တရားဓမ္မတော့ ကိုဖို့တင်ရော ဟောမောင်ဖိုးတင်ကမောင်ရင်တို့ရှိမှာပဲလीကွယ် ကြည့်မှလည်းမတွေ့ဘူးနော် ဟောမျိုးလုံးကြီးကအောက်ကိုနည်းနည်းလေးငုံမြကြည့်လိုက် ဟင်းစောက်ပူကြီးစောက်ပူကြီး အဲ့ရမူဆိုးဖို့တယ် ဟာတကြီးဒါကြောက်ရမဖို့တင်ကိုဖော်ကားလိုက်တာပဲ တကြီးအဲ့ဒါဟာဖြစ်တာ ဟောအဲ့ဒါသူစိတ်ဆိုးရလေ စိတ်ဆိုးတာဒီပေါ်လူဘူးစိတ်တို့ခွေးမှုရမှာဆိုတာ ဖိုးတင်ရဲ့ဇလန်းထဲမှာကြာဗလားတန်းတော့ရဲရှိရှိစစ်ပတ်တင်နေခုကြစောက်ကြဘူးကြီး ကဲပါစိတ်မဆိုးပါနဲ့ဒီရောမှလည်းမင်းတို့ကအောက်ခွဲရတဲ့လူတွေပဲကူညီလိုက်ပါ ဟုတ်ပါပြီအဖိုးလည်းကိုကြီးလိုက်မယ်သူများခုနကစောက်ပူလို့ပြစိတ်ဆိုးတယ် ရှင်စရာကြီး ကြီးကျောက်တော့ဘလို့ကူညီပြမှာ ဟောသူတို့ကိုလက်ဦးကောင်တော်တယ်ကိုလမ်းပြပေးလိုက်ပါဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့မှာရေးကြီးရဲ့ဆေးမြစ်ကိုလိုချင်လို့တယ်ကွာ အဖိုးကျွန်တော်ကဖေးနာတနနဲ့ကူညီပေးရမှာဗျာ ကဲအဲ့ဒါဆိုရင်မောင်ရင်တို့ view ဆိုင်ပြီးသွားကြတော့လမ်းကြီးမှာခလုံးမထိစုံမကြီးပါစေနဲ့ကို အားလုံးကြီးကျုပ်တို့သွားတော့မယ်အေးโอเคဒီစားအောင်လား ဒါကြောက်တော့လိုက် ဒီဒီဖြစ် ခက်တာ Que chalaca.
တင်နေကျွန်တော်ရေပုံပါသေး ဟုတ်ကဲ့ဗျာ နှုတ်သွားမှာရေပုံရောက်ကိုဒီနေ့ရောက်နေတာ ဟုတ် အရှိကိုတန်းတန်းသွားပြီးတောလန်းလိုက်ပြင်ရသေးတယ် ဟုတ်ကဲ့ တော့ကြောက် အဲ့ဒါဘာတိုင်းရုံဗျာ ဒါကြားနေတာနဲ့ တိုင်းတန် ဟုတ်တယ် ဟုတ်တယ်ကျွန်တော်မေးခွန်းခိုင်းကျွန်တော် ဟုတ် တော့ခါရောက်ပြီထင်တယ်ဗျာ ဘာဖြစ်လို့လဲကိုတာတည်းရဲ့ ဒီနေ့နဲ့ရမ်းကျန်းတာ ဗျာ ခုနကြားလိုက်တဲ့ကြားရင်းနဲ့လေရိုးကြားရင်းနဲ့မဟုတ်ဘူး အဲ့ဆိုဘာလဲဗျာ ရိုးကြားမဟုတ်ဘူးဝိညာဉ်ကြားတဲ့ ဗျာဝိညာဉ်ကြား ဟုတ်တယ်ဒီကြားသူ့နဲ့နေလာလူတွေလို့မပေးဘူး ဗျာအဲ့ဆိုကျွတ်ဘယ်လိုလုပ်ကြမလဲ ဒီကြားတစ်ခုတော့ရှိတယ်ဒီကြားတခင်းရမ်းကြိုက်တာရဲ့သူ့နဲ့နေရဲ့လူမျိုးရောက်ဖက်လို့ရှိရင်တယောက်ကတင်းဆိုရတာဒီလေးယောက်ဖက်လို့ရှိရင်နှစ်ယောက်ကတင်းဆိုရတာဒီ6ယောက်ဖက်လို့ရှိရင်ဒီ3ယောက်ကတင်းဆိုရတာကျွန်တော်တို့က4ယောက်ဆို2ယောက်တည်းဒီတင်းဆိုရမှာအဲ့ကိုကိုတင်နေ2ယောက်တွဲဆိုလိုက်မယ်ခမရောက်မောင်နှမောင်2ယောက်ရရမယ် ဒါဆိုကျုပ်တို့မောင်နှမနှစ်ယောက်ကအတူတူချင်းဆိုပြီးသွားမှာပေါ့ ဝိညာဉ်ကြားရဲ့ကြိုက်လို့တော့ခုခေတ်သားနဲ့တခြင်းဆိုရလိမ့်မယ်ကျွန်တော်ကိုဖိုးတဲ့နဲ့ရင်တခြင်းဆိုပြီးသွားနေလိုက်မယ်ခမရောက်ပြီးကြမှာနိုင်ခဲ့လိုက်တော့ကျွန်တော်ဗာတခြင်းဆိုကြတယ် သူသိဘူးကျွန်တော်တချင်းလည်းတိတ်မိတာဘူး ကျွန်တော်တော့နေချင်းရကျွန်တော်ဆိုလိုက် အေးဆိုလိုက် တော့နေဆိုရဲ ပြုတ်ပြုတ် တိုင်းနေဆိုရဲတိုင်းနေ လွတ်သွားပြီ ပြောင်းလေလာခဲ့လေ လာခဲ့တော့လား ငါ့ကြံနေသေးရလေကိုကြီးတို့ဘာချင်းဆိုကြမလဲ မသိဘူးလေ မလဲကြားရ လာမကြောက်ရခင်ဗျားရားတချင်းကောက်ကိုလေ ကိုခေစားနေချင်းဆိုဟာတိတိတိုက်ခိုက်လို့မော ဟုတ်လား နည်းနည်းရတယ်နောက်ဆိုကြည့်မယ်တိုက်ခိုက်လို့မောတိုက်ခိုက်လို့ပြောမောပြောရင်ပါတော့ ပြောပြီးရင်မောရမို့ မောတော့ညောတော့ဆောကလောမောညောဆောကမဲပြောပါအခုခေလူငယ်တွေမင်းမပါတော့ကိတ်တာဟုတ်ပါမင်းမကိတ်တာကြိုက်တယ်ဟုတ်ပါမင်းမထပ်ဖို့ကြိုက်တာပြောစောတယ်ပြောပြပါတော့ တိုက်ခိုက်လို့မော တိုက်ခိုက်လို့မောဟော တော်ရတော့ဗောအေးဝိညာဉ်ကြားမလို့ငါသာဆိုနှစ်ကောင်းလုံးခုတ်တာပဲ မျိုးကလူတွေလည်းအတန်းကိုဖိုးတာဒါမှမဟုတ်ငါတို့ကိုပလင်းလေးရဲ့တကူတွေပါ ဟဲ့ဟိုတော့လေကျွန်တော်တို့တိုင်ရန်ကောင်းလို့ထင်တယ်ကြားအောင်မကြိုက်ဘူးဗျာနော်ညီမလေး ဟုတ်တယ်ကိုကြီးရဲ့ ဟုတ်တယ်ကျွန်တော်တို့တော့ခင်ဗျားတို့တန်ကြပြီအိပ်ပျော်တော့မဖြစ်သွားတယ် မလေးတော်သေးတော့ကိုကြီးရဲ့တန်တော်တော်ကောင်းနေလို့မဟုတ်ကြားတာဖြစ်တော့ဟုတ်တယ်တန်လေးကရမ်းချွတ်လို့နားတယ်ပြားကြီးလောင်းချိတ်ပြီပဲ အော်ဟုတ်လားဗျာကျွန်တော်တန်အဲ့လောက်ကောင်းမယ်လို့ထင်တာမထင်တာခဲ့ဘူးဒီလောက်တန်ကောင်းလို့ရှိရင်လေကျွန်တော်မြို့မှာလေကုမ္ပဏီမှာအလုပ်လုပ်မနေဘူးဗျာတခါတည်းအစွတ်တော်ဝင်လုပ်လိုက်မှာအဲ့ဒါဘာကြီးရော နင်တို့ကငါ့ရဲ့ပိုက်တဲ့ထဲကိုကျူးကျော်လာရဲတယ်ပေါ့ နေမြူလေ နင်တို့ကငါဘာတူလဲဆိုတာမသိဘူးပေါ့ မတည်ဘူး ငါစုံးမှာပဲငါချီးစားစုံးမှာပဲ ဟမ်ချီးစားဆုံး ဘာကြလဲအကောင်လုံးတိတ်ကြစမ်းနင်တို့ကငါ့ကိုဇူရိုးစုံးမှာနဲ့ထေးနေတယ်ငါနည်းနည်းရချီးစားစုံးမှာမဟုတ်ဘူးနော်ချီးအပြော့ချီးအမချီးအချအကုန်စားဘူးလေဒါတွေမကသေးဘူးတော့ငါချီးအဝါချီးအပန်ချီးခရင်ချီးအမဲချီးလိမ့်မော်ရချီးအပြရအကုန်စားဘူးလေ စီးတော်ဆုံးတာပဲ နင်တို့ကငါရဲ့ပိုင်တဲ့ထဲကိုကျူးကျော်လာတာမို့နင်တို့ကိုတတ်ပြီးရောနင်တို့ရဲ့ချီးကိုငါအစားပြမယ် နေလမ်းမောဘာဘာတူလဲသိ နင်ကဘာတူ ဟာတော်တယ် တာတယ်အဲ့တော့လေဟုတ်ပြီတာတယ်မိပညာနဲ့ငါပညာရှင်ရတာ ကောင်းတယ် ပြောစားတယ်ကြားလို့လား အေးဆေးရလား ဘာမှဖြစ်မလားမသိရှော့စားတယ်စားတယ်ခိုင်လားရရရ
စီးနေမှာပေါ့ ငါအစောကောင်းကောင်းသိသွားပြီ ဒီရှိတာဆုံးမနဲ့ချီတာဆုံးမမဟုတ်ဘူးငါမနိုင်တော့ဘူး ဟာအဲ့ဆိုဘယ်လိုလုပ်ကြမလဲ သိပြီအချီတာဆုံးမနိုင်တော့ငါသိပြီ ဘာလဲ သူတို့ကချီတာတက်ကြပြီမယ်သူတို့ကဘဲမရှိကြဘူး ဟုတ်လား ဟုတ်တယ်ငါတို့သူ့ဘဲပြင်းမတို့ဒီမရှိရဲ့ကောင်မတို့သူတို့ပြောက်ွက်သွားလောက်တယ် ဟုတ်လားအဲ့လို့ဖြစ်လားမသိဘူးအဲ့ဆိုကျွန်တော်ပြောကြည့်ကြအောင်လေဒါ ဟဲ့ချီထားပါမဘာလဲနင်ကဘဲပြင်းမှာ ဒီမရှိရဲ့ကောင်မ ချီကြစားပြီးဘဲကြတော့မရှိဘူး ဘဲပြင်းမှာတနာခါရဲ့ ဘဲပါဒီလည်းမရှိချီကြရတာလေဘဲပြင်းမ ဘာသာပိတ်ထားကြစမ်းပြောနေမကြားဘူးမပြော ဘဲပါဒီမှာပဲဘဲပြင်းမအေးဘဲပြင်း ကြားလူစမစပိတ်ထားကြနော်မပြောနဲ့ ဘဲပါ ကြားချင်ဘူး ဒီလည်းဘဲပြင်းမအေးဘဲကြောက်တော့ရေး ဒါကျွန်တော်တို့မှအချိန်မယူဖတ်သွားကြမယ် ဟုတ်ကဲ့ဟုတ်လား ကျွန်တော်ဒီကနေ့သွားပြီကျောင်းဝင်အောင်ကြောအောင်မယ်ကျောင်းဝင်ကြောပြီးတော့နည်းနည်းပဲသွားတော့တို့ဒီကခဏနားကြတော့ အာကျွန်တော်လည်းနားကျင်နေတော့ဗျာဟာ ကို ဟာ ဟိုပေါ့ပြဖိုင်းနေ ဘာကြီးလဲ ဟိုမလေး ဟဲ့ဘုံလေးလောက်ကြပါအောင်ဘုံလေးကပြန်တော့ချစ်စရာလေးက မိုက်တယ် အားကြီးနေကြတော့ကားနဲ့လေ ဟာဒီလောက်ချစ်စရာလို့ဒီမလေးဖုံးပါထုတ်ရစမ်းပါရေးချစ်စရာလေးချစ်စရာလေး ခဏ ခဏထားလို့တယ်ဒီမှာရှိသေးရလားဟာဘုံလေးလေးတည်သွားပြီခင်ဗျားဘယ်လိုလုပ်တယ်လဲဗျာဒီမှာရှိသေးရလား ဒါရိုးရိုးဝင်ပလေးမဟုတ်ဘူးဗျဒါတည်းတကယ်ကြီးဝင်ပလေး ဟမ်ဟုတ်လား ကျွန်တော်စကောဘဝင်ပလေးကိုကြားဘူးလား စကောဘက်ဝင်မလို့ချဘူးဗျာ ဟုတ်တယ်ကျွန်တော်လည်းကြားဘူးလေကိုဘဝင်လေတာသူတို့မဲလိုက်မဲ့လူတွေလေကပြပြီးတော့စိတ်ဝင်းရင်လို့ညှို့ပြီးဖမ်းယူထားတာဟိုက်ကောင်လေ ဒီတော့ပတ်တူရော နော်ငါစီးရဝင်မလို့တက်လိုက်ကြရပေါ့ နင်ကဘူးလေ ငါဘာလို့လဲဆိုငါမဖဲရတယ် ဟာမခဲပါနဲ့ထုတ်ကြပါအောင် ငါရဲ့မြေခွေကိုဒီနုရဲ့ဘဲကောင်တက်လိုက်တာသုံးတော့ပြီ ကျွန်တော်လည်းမတက်ဘူးကျွန်တော်လည်းမတက်ဘူးကျွန်တော်လည်းမတက်ဘူးဒီကောင်ကတာဟုတ်တယ်ကိုတက်တာအားလား ဟုတ်တယ်ငါတက်တာပါဖြစ်နေ ဟဲဖေဖေဝင်ပလီလေးအဲ့ကိုပြစ်လိုက်တာလားဟဲအဲ့ဒါဆိုလေပါဖြစ်ပါဘူးအဲ့ဒါဖေဖေဝင်ပလီမဟုတ်တော့ ဟမ်ခုနကပြောတော့ကြတော့အဲ့ဒါခမရဝင်မလို့ဆို ဖေဖေဝင်ပလီမရှိဘူးပဲစီရဒါနဲ့အကိုတို့ကဒီနေရာဘာလို့လာလဲ ငါမဟုတ်ဘူးပဲ तू ကလုံဖိမိကိုလိုချင်လို့ငါလမ်းပြပေးတာအခုဒီကိုရောက်လာပဲ လူစိတ်မရှိတဲ့နေရာဖေဖေကသိရဲ ဟာ အဖို့အကိုတို့လုံဖိမိရှိတဲ့နေရာကိုဖေဖေကလိုက်ပြပေးပါလား ဟုတ်တယ်ဖေဖေလိုက်ကြပြီပါနော် ကနေလိုက်ခဲ့ ဟာတော့ဝင်လားလမ်းရှိရသွားအဲ့မှာခင်ဗျားကိုကြိုက် ဟာလူစိတ်နေပဲ ဟမ်လုံစင်းနေလားဝမ်းသာရတာဖေဖေရာ ဖေဖေနေရမ်းတော့မလို့ထင်းအောင်မနေထားဘူးဟာနေရမ်းတော့ပါပဲ အဲ့လောက်လည်းမတော်ပါဘူးမဆိုးကြီးရဲ့ ဟာမထဲပါဖြစ်သွားတော့ ရှင်တော့လေရှင်တို့လူတွေမှာရှက်ချင်မျက်နှာနီးရဲသွားမှာလားကျမတရေတွေမှာရှက်ချင်မျက်နှာမဲသွားတယ် အော်